မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့အနုပညာလောကထဲမှာတော်တော်လေးကိုစိတ်မကောင်းဖြစ်စရာကောင်းတယ်လို့ပရိသတ်တွေကြားမှာလည်းအငင်းပွားစရာဖြစ်နေတဲ့အကြောင်းအရာလေးတစ်ခုကိုပြောပြပေးသွားမှာပါအဲ့ဒါကတော့အားလုံးချစ်ကြတဲ့တရုတ်ဆောင်အေးမြတ်သူတယောက် The Masked Singer မြန်မာပြိုင်ပွဲမှာရက်မာပြီးပုံတင်မိရာကနေဖြစ်ပေါ်လာတဲ့ကြရက်တွေအကြောင်းပဲဖြစ်ပါတယ်ဖြစ်ပုံကတော့ဒီလိုပါ The Masked Singer မြန်မာအစီအစဉ်မှာမျက်နှာဖုံးရှင်အဖြစ်ပါဝင်ခဲ့တဲ့အေးမြတ်သူဟာအစီအစဉ်မပြသရသေးခင်မှာပဲသူ့ရဲ့ social media စာမျက်နှာပေါ်မှာဓာတ်ပုံတွေကိုမှားယွင်းတင်မိခဲ့ပါတယ်။အေးမြတ်သူရဲ့ page admin တွေဘက်ကဖြစ်သွားတဲ့နီးပညာပိုင်းဆိုင်ရာအလွဲကြီးတစ်ခုလို့ဆိုပေမဲ့လည်းဒီအမရဲ့အကျိုးဆက်ကတော့မသေးလာပါဘူး။ဒိုင်တွေကဖော်တာကိုမဆောင်ပဲပရိသတ်တွေကအကုန်သိသွားတဲ့အတွက်ရင်ခုန်တန်တွေပျောက်ဆုံးသွားခဲ့ရသလို host ဖြစ်သူပိုင်စီရဲ့ထွန်းအတွက်လည်းတင်ဆက်ရမယ့်လုပ်ကွက်တွေပျောက်ဆုံးသွားစေခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးပရိသတ်တွေကြားမှာတော့ထင်မြင်ချက်အမျိုးမျိုးကွဲပြားနေကြပါတယ်။ပရိသတ်အချို့ကတော့ဒိုင်တွေကဖော်တာမဆောင်ပဲသူကကြီးအရင်ပြောလိုက်တော့ဒီတစ်ပတ်ကြည့်ရတာတကယ်ကိုအဆင်မပြေဘူး။ပြိုင်ပွဲဝင်တယောက်အနေနဲ့စီကန်းကိုပို့ပြီးနားလဲစေခြင်းတယ်လို့ဝေဖန်နေကြသလိုတချို့ကလည်းနှုတ်မလုံတာထက်ဆိုင်ရင်မျက်နှာဖုံးကိုအမြန်ချွတ်ချင်လို့ပီပီရောလှုပ်လိုက်တာလားဆိုပြီးမေးခွန်းထုတ်နေကြတာတွေလည်းရှိပါတယ်။ကျမတို့ channel ရဲ့အမြင်ကိုပြောရမယ်ဆိုရင်တော့ဒါဟာတကယ်ကိုကြီးမားတဲ့သင်ခန်းစာတစ်ခုလို့မြင်မိပါတယ်။အေးမြတ်သူဟာစာချုပ်စီကံချိုးဖောက်မိတယ်လို့ဖြစ်သွားတဲ့အတွက်အမှုပညာကြီးရဲ့နှစ်ဆကိုရော်ကြီးပေးရတော့မဲ့အခြေအနေဖြစ်နေပါတယ်။ဒီနေရာမှာကျမတို့သတိပြုမိတာက professional ဆန်မှုပါပဲ။အမှုပညာရှင်တယောက်အနေနဲ့နာမည်ကြီးလေကိုယ့်ရဲ့ content တွေနဲ့ social media ကိုပို့ပြီးစနစ်တကျစီမံခန့်ခွဲဖို့လိုအပ်လေပါပဲ။အခုလို admin အမားလို့ပြောပေမဲ့လည်းနောက်ဆုံးမှာတာဝန်ယူရတာကအမှုပညာရှင်ကိုယ်တိုင်ဖြစ်နေတတ်ပါတယ်။နောက်တစ်ချက်ကတော့ reality show တွေရဲ့သဘောတဘာဝပါ။ပရိသတ်တွေကိုရင်ခုန်အောင်ဆွဲဆောင်ထားရတဲ့အစီအစဉ်မှာ spoiler ဖြစ်သွားတာဟာအစီအစဉ်တစ်ခုလုံးရဲ့ quality ကိုထိခိုက်စေပါတယ်။အေးမြတ်သူကိုယ်တိုင်လည်းတောင်းပန်စကားဆိုထားသလိုစိတ်မကောင်းဖြစ်နေမှာအမှန်ပါပဲ။ဒါပေမဲ့ဒါဟာနောက်လာမဲ့အမှုပညာရှင်တွေအတွက်လည်းစာချုပ်ပါစည်းကမ်းတွေကိုတေချာလိုက်နာဖို့တတိပေးခေါင်းလောင်းတဲ့တစ်ခုလိုပဲမြင်မိပါတယ်ရှင်။ကဲပရိသတ်ကြီးရောဒီအလွဲကြီးအပေါ်မှာဘယ်လိုမြင်ကြပါသလဲ။အေးမြတ်သူရဲ့အမားဟာခွင့်လွတ်ပေးတဲ့အမားလို့ထင်သလား။ဒါမှမဟုတ်စည်းကမ်းပိုင်းအရာအေးအေးယူတင်တယ်လို့ထင်ပါသလား။ comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်နော်။အခုလိုမျိုးအမှုပညာသတင်းတွေနဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲကြည့်ချင်တယ်ဆိုရင်တော့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေရှင်